ရှင်မီဇူကီပါမီဇူကီဒီနေ့ကကြတော့အားလုံးကိုကျေးဇူးတင်တရားနဲ့ပြောစရာလေးရှိလို့ဒီဗီဒီယိုကိုရိုက်လိုက်တာဖြစ်ပါတယ်ကျေးဇူးတင်အခုကတော့ဗာဂိမ်းဆော့မယ်ကိုရွေးတော့မှာဖြစ်ပါတယ်အမှရွေးပါတယ်ရွေးရပြောရမြန်သွားလို့ရှိရင်တော့တောင်းပါမယ်လို့အတန်တိုးလို့ရှိရင်ကောက်ကိုချိန်ကြည့်ကြပါအတန်နည်းနည်းဝင်နေတော့အတန်သိမကောင်းပါဘူးတော့အမှမီဇူကီဆော့ဖြစ်တဲ့တာဝါလေးကတော့ SITIL Tower ဆိုရဲစစ်တယ်လာပါလေတိတ်ဘောအတန်ထမှလို့ရှိရင်တောင်းပါမယ်လို့အဲ့ဒီ Tower လေးပါအမှဆိုဆော့ရတာလူပိတ်ထားရထည့်ပြီးတော့လေမြန်မကခုံတယ်အမဟုတ်ဖူးပဲဆိုပြီးပြန်လာဖြစ်ပါတယ်ပြောစရာစကားရှိရအောင်ပြောမယ်နော်အဲ့ဒါကကျေးဇူးတင်စရာကတော့မီဇိုကီရောဟာပြောကျေးဇူးတင်စရာတော့မီဇိုကီပြောကျေးဇူးတင်စရာမီဇိုကီဒီဒူရင်ဒီရဲ့ဒီဒူရင်ဒီလောက်တဲ့ဗီဒီယိုမှာလေငယ်တီးချင်မလေးစားရလားပြောပါဆိုရဲဟာလေအမကမီဇိုကီဟိုအလုံးကိုမေးသွားလို့ပါအဲ့ဒါက no မေးသွားမဟုတ်ဘူးအဲ့ဒါကမီဇိုကီ views တွေအများကြီးရလို့ပါ like ကနေပြင်မဲ့လေ views အများကြီးရတာကိုကျေးဇူးတင်ပါတယ်ဘောဟော်ရင်းနဲ့တွေ့views အများကြီးရပြင်မဲ့လေ like က12ပဲရသေးရပေါ့နော်ဆိုတော့ like လေးကူညီပေးကြပါအောင်လို့like လေးကူညီပေးပါအောင်ဒီ 1.1k views ထိရအောင်လုပ်ပေးရဲ့တယောက်ချင်းစီအောင်လည်းသူကျေးဇူးတင်ရှိပါတယ်1.2k ရဖို့38ရောက်ပို့လို့ပါတော့ဆိုတော့ guys ခက်လို့ကြပါဆိုတော့မီဇူကီနဲ့နောက်ထပ်ပြောပြစရာလေးပြောပါမယ်အဲ့ဒါကကြတော့မီဇူကီတက်ဒီမှာပါဒီမှာကမီဇူကီဘာလို့အဲ့ဒါပြတာလဲဆိုတော့အဲ့ဒါကတော့မီဇူကီရပါတော့မီဇူကီကဟိုလောက်တာမင်းနေပြီဟိုအဲ့ချက် CC နဲ့မီဇူကီဟိုပြောတာဆိုတော့လေအဲ့ကြောက်မလားအောင်မလဲတိပြီမီဇူကီဒီနေ့73ရက်နေ့ travel blog လာမယ်ပြောထားအဲ့တော့မီဇူကီ14ရက်နေ့တော့မှာမဟုတ်ဘာလို့14ရက်နေ့တော့မယ်ဟာ73ရက်နေ့ပြောလဲဆိုတော့အဲ့ဒါကဟိုအလုံးမှာမဟုတ်ပါအမှ night blog ကသေးတော့ကွယ် travel ကပုံများပါတယ်အဲ့ဒါဖြစ်တဲ့မီဇူကီ travel blog ဆိုပြီးရရတာဖြစ်ပါတယ်နောက်တစ်ခုကတော့မီဇူကီအားလေးချက်ပြင်ပါမယ်15ရက်နေ့ကြာမှမီဇူကီတော့မဖြစ်တဲ့အတွက်14ရက်နေ့မှမီဇူကီအလုံးကိုလည်းပြောပါမယ်အဲ့ဒါအချစ်တာကနေတော့လို့အချစ်တာတိတ်ပြီးတော့မကောင်းလို့ရှင်လေအလုံးတော့မှမိုင်းပါလို့ဆိုဗီဒီယိုတွေအားလုံးမှာ CapCut နဲ့ edit တာဆိုဒီဗီဒီယိုတစ်ပုတ်ပဲရှိလို့ပါဘာလို့ဆို CapCut နဲ့ edit ရတာပြင်းလို့ပါကျမကပြင်းမှာပါကျရှင်အင်းစားကြည့်ချက်ချက်ခိုင်းရတာမှမနေ့ကချက်ပါရဲ့ညညနေချက်ပါအဲ့လိုပါပြီးတော့မီဇူကီရဲ့အမယူရီပေါ့နော်အမက travel blog မှာကသူ့ရဲ့ရိုက်မှာပါသူ့အကောင့်မှာလည်းသူတင်မှာဖြစ်ပါတယ်မီဇူကီသူ့အကောင့်ကိုလည်းမီဇူကီအလုံးပြထားပါတယ်နော်အတွက်သူ့လည်းတွားပြီးတော့အပြကြပါအောင်လို့အလုံးပြောချင်ပါတယ်သူကကြတော့ပေါ့နော်သူ့ကိုလည်းတွားပြီး comment တွေပါလေးမှတ်ပြလိုက်ကြပါအောင်လို့အကောင့်မှာမီဇူကီပဲရှိလို့လေဆိုပြကြတော့ပါပြီ我好不过အမလှေကားပါတော့တည်ရကွယ်ဆိုကျင်နာနဲ့အဲ့လိုလုပ်တိုက်တာပါဆိုတော့ဒါပဲပြီးတော့ရှင်မီဇူကီတောင်းမဲ့မျိုးပေါ့နော်မီဇူကီတောင်းမဲ့မျိုးကိုပြောထားခဲ့တဲ့အတွက်တောင်းမဲ့မျိုးပြောပြမှာဖြစ်ပါတယ်တောင်းမဲ့မျိုးကကြိုက်ချီရိုးရေပေါ့နော်ရေးမျိုးကိုအားလုံးကြားဘူးကြတာမသိဘူးရေးမျိုးရေပြီးတော့လို့ရှင်ဟိုဟာရန်ကုန်ရသွားမှာဖြစ်ပါတယ်ရန်ကုန်မှာမီဇူကီမေရှိပါတယ်မီဇူကီကမကွေးမှာဖြစ်တဲ့အတွက်မကွေးမှာက20ဈေးတွေကမကွေးကအလဲပိုင်း20ဈေးကတောင်ပိုင်းလောက်ရောက်နေပါပြီပြောမယ်ဆိုတော့ဘတ်နေကြော်နေပေါ့နော်အဲ့လောက်ဖြစ်တဲ့အတွက်မီဇူကီ
မကွေးမှာ20မစားပါဘူးလို့မကွေးမှာ20မစားတာဖြစ်တဲ့အတွက်မစကီရေးမှဆိုမစကီလက်ကားစားရပါတော့ဖုံနဲ့လက်ကကျွေးရအဲကြောင့်မစကီဖုံကြီးတောင်းမှလုံးဝဖြစ်ပါတယ်မော်လမြိုင်ဘက်ကဆိုတော့မစကီ20တည်ရကွယ်အတော့အကိုတမဖြစ်ပါတယ် I'm love it oops you know that I'm so happy ဆိုတော့ဒီ20စားအချိန်ကျ20စားရယူကြည့်ပြီးနေမှာဖြစ်ပါတယ်ငတ်နေလိုက်ကြပါတော့20စားရယူကြိုက်တဲ့သူတွေပြောတာဆိုတော့အားလုံးကိုခုပြောချင်တာကတော့နောက်ဆုံးပြောချင်တာပေါ့နော်ဒါနောက်ဆုံးပဲဟုတ်ဒီနောက်ဆုံးပြောချင်တာကတော့မစကီအပြည့်ကြောက်ချင်းစီအထွေထွေတရှိပါတယ်မစကီဒီဗီဒီယိုမှာက 1.1k views ထိရောက်သွားတာဖြစ်တဲ့အတွက်မစကီပေါ့နော်အားလုံးကိုမျိုး subscribe ထားတဲ့လူတွေအကုန်လုံးကိုမီဇိုကီပြန်ပြီး subscribe ပေးပါမယ်ပြီးတော့ဒီ comment မှာမီဇိုကီရဲ့ account ကို subscribe ထားပါတယ်လို့ရေးပြပါအဲ့ဒီ account ကိုမီဇိုကီပြန်ပြီး subscribe ပေးပါမယ်နော်ဆိုတော့ဒီလောက်ဝဲမဟုတ်ပါဘူးပုံဆွဲထားတာပါပုံဆွဲတာဝါသနာပါလို့မပါပါဘူးအပါလာလို့ဆွဲလိုက်တာပါအဲ့လိုပါလို့ဆိုတော့